အားလုံးပဲမင်္ဂလာပါဓာတ်ပုံတစ်ပုံမှာတုံးတွေကိုနားလေတာကနိပညာတစ်ခုတည်းအပြင်ကြည့်ရှုတဲ့သူကိုပေးချင်တဲ့ခံစားချက်ရောက်သွားအောင်ဖန်တီးပေးတဲ့ visual language အမြင်အာရုံဆိုင်ရာဘာသာစကားတစ်ခုပါဒီတုံးတွေကိုအသုံးချပြီးတော့ဒီ story တွေမုတ်တွေဖန်တီးကြပါတယ်ဓာတ်ပုံတစ်ပုံမှာဘယ်နေရာကအရန်လေးနေရလဲဘယ်နေရာကအရန်မောင်နေရလဲဆိုတာကို pro တယောက်လိုဂဂနနဖတ်တတ်သွားတယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ဓာတ်ပုံတွေကအရင်ကထက်အများကြီးပိုကောင်းလာတာကိုတွေ့ရပါလိမ့်မယ်ဒီနေ့မှာတော့ဓာတ်ပုံပညာရဲ့အခြေခံဖြစ်တဲ့တုံးနဲ့ contrast တွေအကြောင်းကိုအလွယ်ဆုံးအယူရှင်းဆုံးရှင်းပြပေးတော့မှာပဲဖြစ်ပါတယ်ကိုရိုက်ကူးမဲ့အကြောင်းအရာဒီ subject ကအတူတူပဲဖြစ်နေတော့မှတုံးပြောင်းလိုက်တာနဲ့ဒီဇက်လန်းပုံစံကပြောင်းသွားနိုင်တာဖြစ်ပါတယ်ဥပမာကလေးငယ်တယောက်ကို hiking နဲ့ရိုက်ရင်အပြည့်ကင်းစင်တဲ့ကလေးပျော်ရွှင်နေတဲ့ကလေးဆိုတဲ့ဒီ story လေးမုတ်တွေရတယ်ပေါ့နော်အဲ့ဒီကလေးကိုပဲဒီအမောင်တွေလွှမ်းနေတဲ့ Loki ပေါ့နော် Loki နဲ့ရိုက်မယ်ဆိုလို့ရှိရင်ကြောက်လန့်နေတဲ့ကလေးဒါမှမဟုတ်လို့ရှိရင်ခံစားချက်တစ်ခုခုရှိနေတဲ့ကလေးmystery ဖြစ်နေတဲ့ပုံစံမျိုးပေါ့နော်လျှို့ဝှက်ချက်တစ်ခုခုဖြစ်နေရဆိုတော့ story ပေါ့နော်အဲ့လိုမျိုးပုံစံပြောင်းသွားနိုင်ပါတယ်ကျွန်တော်တို့ဒီ story တွေပြောတဲ့အခါမှာတုံးတွေကိုစနစ်တကျထိန်းချုပ်တတ်ဖို့လိုအပ်ပါတယ်ဒီတကယ်လို့ပေါ့နော်အလင်းကျွန်တော်တို့မထိန်းနိုင်ဘူးဆိုလို့ရှိရင်အလင်းလိုပြီးတော့ over expose ဖြစ်သွားတာမျိုးတို့เนาะအဖြူကွက်ကြီးဖြစ်သွားတာပေါ့နော် over expose ဆို highlight အရမ်းများသွားပြီးတော့ blown out ဖြစ်သွားတယ်အလင်းနေပြီးတော့ဒီ under expose ဖြစ်သွားရင် shadow တွေဒီ crash ဖြစ်ပြီးတော့အမောင်ဖုံးသွားတယ်ပေါ့နော်အမောင်ဖုံးသွားတယ်အဲ့လိုဖြစ်သွားတဲ့အခါမှာဒါကို clipping ဖြစ်တယ်လို့ခေါ်တယ်ပေါ့အဲ့လို clipping ဖြစ်တဲ့နေရာတွေမှာဘာဒီတေးမှရှိတော့မှာမဟုတ်ပဲနဲ့ကိုယ့်ရဲ့ဓာတ်ပုံ quality ကတော်တော်လေးကျဆင်းသွားမှာပဲဖြစ်ပါတယ်ဒီနေ့ခေါင်းစဉ်ကိုတော့ကျွန်တော်နားလည်ဖို့အလွယ်ကူဆုံးဖြစ်ဖို့ဒီဓာတ်ပုံရိုက်တာကိုဟင်းချက်တာနဲ့နှိုင်းယှဉ်ပြီးတော့ပြပြပေးသွားမှာဖြစ်ပါတယ်ပထမအဆင့်ကတော့ကုန်ချမ်း raw တွေပေါ့နော်အဲ့ဒါတွေကိုရှာမယ်ဒါကတော့ဓာတ်ပုံရိုက်တာပေါ့ဒုတိယအဆင့်ကတော့ချက်ပြုတ်တာဒါကတော့ editing မှာဓာတ်ပုံရိုက်တာနဲ့ချက်ပြုတ်တာပေါ့နော်အဲ့ဒီနေရာမှာနှစ်ခုပြန်ကွဲသွားမယ် raw နဲ့ jpeg ပေါ့ကျွန်တော်တို့ကဒီဓာတ်ပုံဖက်ကိုသွားမယ်ဆိုလို့ရှိရင် raw နဲ့ jpeg raw ဆိုတာဒီကုန်ချမ်းပေါ့နော် jpeg ဆိုတာကအတင့်စားဟင်းပေါ့နော်အဲ့လိုမျိုးပုံစံပြောလို့ရပါတယ်ပထမဆုံးကုန်ချမ်းအကြောင်းပြောအောင်ပါ raw format နဲ့ရိုက်တာကဇီကနေလက်လက်ဆက်ဆက်ဝယ်လာတဲ့ကုန်ချမ်းတွေနဲ့တူပါတယ်အိမ်ရောက်မှကိုကြိုက်သလိုစားထက်အချိုမုံထက်နော်စိတ်ကြိုက်ကိုချက်လို့ရတယ်ပေါ့နော် editing လုပ်ဖို့အခွင့်အရေးအများကြီးရှိတယ်ဆိုတော့ပုံစံပြောတာပါ jpeg နဲ့ရိုက်တာ jpeg နဲ့ရိုက်တာကြတော့ဆိုင်ကနေဝယ်လာတဲ့အတင့်စားဟင်းထုံးနဲ့ပိုတူတယ်ပေါ့သူတို့ကငကူကလေးချက်ပြီးသားအရသာထည့်ပြီးသားဆိုတော့အပေါ့အငံလောက်ပဲနည်းနည်းပါးပဲကိုကပြင်လို့ရတယ်ပေါ့နော်အများကြီးဟင်းချက်တယ်လို့မျိုးကြီးပြင်လို့မရတော့ဘူးအဲ့ဒါကိုediting လုပ်မယ်ဆိုလို့ရှိရင် jpeg ကနည်းနည်းလေးပို့ပြီးတော့ခက်တယ်ပုံပြတ်ဖို့လဲပို့ပြီးတော့လွယ်တယ်ပေါ့နော် editing လုပ်ရတာတိတ်ပြီးတော့မလွယ်ဘူး jpeg က raw လောက်မလွယ်ဘူးပေါ့နော်ဒီလိုပုံစံပြောချင်တာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီ raw နဲ့ jpeg ကအတင့်စားဟင်းလား raw ဆိုရင်ကုန်ချမ်းလားပေါ့နော်ကုန်ချမ်းတွေမှာကျွန်တော်တို့ပြန်ချက်တယ် jpeg ဆိုလို့ရှိရင်တော့ဘာမှတိတ်ပြီးတော့လုပ်လို့မရတော့ဘူးဆိုင်ရဝယ်လာတဲ့ဟင်းနဲ့ပုံစံပိုတူတယ်ပေါ့နော်ဓာတ်ပုံတစ်ပုံမှာပါဝင်တဲ့ပစ္စည်းတွေကိုအဓိကအားဖြင့်အပိုင်းနှစ်ပိုင်းခွဲခြားလို့ရတယ်ပေါ့နော်အလင်းနဲ့အယောင်ဖြစ်ပါတယ်ဒီနေ့မှာတော့ကျွန်တော်တို့ကအလင်းအကြောင်းပေါ့နော်အလင်းအကြောင်းကိုပဲပြောသားမှာဖြစ်ပါတယ်အလင်းကိုပြုပြင်တဲ့အခါမှာကျွန်တော်တို့ကဘာတွေရလာလဲဆိုတော့တုံးနေရလာပါတယ်အလင်းကိုပြုပြင်တဲ့အခါမှာတုံးနေရလာပါတယ်ဒီနေ့အဓိကပြောမှာကလည်းတုံးအကြောင်းပဲဖြစ်ပါတယ်အဲ့တော့တုံးနေအကြောင်းပြောကြည့်အောင်ပါရေဘူးအဖြစ်ကျွန်တော်တို့သိထားမယ်တုံးက၅မျိုးရှိပါတယ်ပထမတစ်ခုကတော့ highlight ပေါ့အဲ့ဒါကတော့အလင်းဆုံးအစိတ်ပိုင်းတွေ mid တုံးကကြတော့ဒီပြက်မြက်အလင်းရောင်ရှိတဲ့နေရာတွေပေါ့ပုံရဲ့အဓိကအစိတ်ပိုင်းတွေလို့ပြောလို့ရတယ် shadow ကတော့ပုံရဲ့အမောင်ဆုံးအစိတ်ပိုင်းတွေဒီ၃မျိုးလုံးမှာထူးခြားတာကသူတို့အားလုံးမှာ detail တွေပါဝင်နေရပဲဖြစ်ပါတယ်တခါတလေမျက်စိနဲ့ချက်ချင်းမမြင်ရပါပဲ raw နဲ့ရိုက်ထားရင် editing မှာပြန်ဖော်ဖို့အတွက် recovery detail တွေရှိနေတတ်ပါတယ်ဟုတ်ပြီအဲ့ဒါဆိုအပေါ်က၃မျိုးကhighlight mid tone shadow ဒါအောင်တော့တော်တော်များများသိကြတယ်ပေါ့နော်နောက်ထပ်ကျန်တဲ့2မျိုးကကြတော့ pure white နဲ့ pure black ပေါ့ pure white ကကြတော့ကျွန်တော်တို့ဒီအဖြူရောင်ပေါ့နော်လုံးဝအဖြူဖြစ်သွားပြီးအဲ့ဒီထဲမှာဘာ detail မှမရှိတော့ဘူးအဖြူဆွတ်ကြီးဖြစ်သွားပြီပေါ့နော်လုံးပိမ့်ပိတ်အဖြူကြီးဖြစ်သွားတယ်နောက်ထပ်တစ်ခုကကြတော့အမဲပေါ့နော်အမဲမှာလည်းအဲ့လိုပဲပိမ့်ပိတ်ပြီးတော့မှောင်သွားတယ်ဘာ detail မှမရှိတော့ဘူး recovery ပြန်လို့လည်းမရတော့ဘူး तू ကလုံးဝ pure black နဲ့ pure white ပေါ့အဲ့တော့တုံးက5မျိုး highlight mid tone shadow pure black pure white ဒီလိုပြောလို့ရပါတယ် storytelling ခန်းစားချက်ကိုဖန်တီးတဲ့အခါမှာဒီတုံးတွေကိုကစားပြီးကျွန်တော်တို့ကပြောချင်တဲ့ story နဲ့ mode တွေကိုပြောလို့ရတယ်ပေါ့နော်ဖန်တီးလို့ရတယ်ဥပမာကျွန်တော်တို့ဒီ Loki ပေါ့အမဲရောင်နဲ့ shadow တွေအဓိကထားမယ်ဆိုလို့ရှိရင် तू ကလေးနဲ့ခက်ထန်တဲ့ဒီ dramatic ပုံစံမျိုးပေါ့ dramatic moody နော်တမျိုးခန်းစားချက်ကိုရတယ် high ပေါ့ highlight ဒီအဖြူရောင်ကိုပဲအဓိကထားမယ်ဆိုရင်တော့ပျော်ရွှင်စရာကောင်းတယ်ပေါ့ပပနဲ့cheerful ဖြစ်တယ်ပေါ့ဗျာအဲ့လိုမျိုးခန်းစားချက်ကိုရရှိစေတာပဲဖြစ်ပါတယ်ဒါကတော့တုံးနေအကြောင်းပေါ့နော်နောက်ထပ်တစ်ခုကတော့ contrast ဖြစ်ပါတယ် contrast ကတော့ဒီအလင်းအမောင်ကွာခြားချက်ကိုပြောချင်တာဖြစ်ပါတယ်အလင်းဆုံးနဲ့အမောင်ဆုံးကြားမှာအကွာအဝေးအရန်ကြီးနေ high contrast ဖြစ်ပြီးတော့ပုံကထ
ခင်ရှားပေါ်လွင်လွယ်တယ်ပေါ့နော်တုံးတွေကအလေအလက်မစ်တုံးတွေပါမယ်စုနေမယ်ဆိုရင်တော့ဒီ low contrast ဖြစ်ပြီးတော့နုညံ့တဲ့ခံစားချက်ကိုဒီလိုမျိုးပေးစွမ်းနိုင်ပါတယ်လူတွေရဲ့မျက်လုံးတွေကတော်တော်လေးကောင်းမွန်ပေမဲ့ကင်မရာမှာတော့ကန့်သတ်ချက်ရှိပါတယ်ဒါကို dynamic range လို့ခေါ်ပါတယ် dynamic range ဆိုတာကင်မရာကဒီဒီဖမ်းယူနိုင်တဲ့အတိုင်းတာ slider တစ်ခုလိုပါပဲเนาะအဲ့ဒီ slider အပြင်ဘက်ကိုကျသွားတယ်အလင်းအမောင်မှန်သမျှဘာဒီတေးမှမရှိတော့ဘဲနဲ့အခုနကျွန်တော်ပြောသလိုအမဲဆိုရင်အမဲ pure black အဖြူဆိုရင်အဖြူ pure white ဒါမျိုးပုံစံဖြစ်သွားတယ်အဲ့ဒါကဘာဖြစ်တာလဲဆိုတော့ clipping ဖြစ်တာကိုပြောเนาะ clipping ဖြစ်တာဆိုတာပြတ်တောက်သွားတာပေါ့เนาะပြတ်တောက်သွားတာကျွန်တော်တို့ဒီပုံရဲ့ဒီဆက်သွယ်ပြတ်သွားတဲ့ပုံစံမျိုးအဲ့ဒီမှာဘာဒီတေးမှမရှိတော့ဘူးလုံးဝဒီတေးပျောက်သွားတဲ့ပုံစံမျိုးကိုပြောတာဖြစ်ပါတယ်ဒီပုံကိုကြည့်မယ်ဆိုလို့ရှိရင်ဘာပြဿနာရှိလဲဆိုတော့ဒီကောင်းကင်မှာ highlight တွေလောင်သွားတယ်ပေါ့နော် blow out ဒီ highlight ကလုံးဝအဖြူအောင်တီးတန့်ကြီးဖြစ်သွားတယ်တင်ရဲ့ဒီတေးတွေလည်းပျောက်ကုန်တယ်ဒါကိုဘယ်လိုဖြည့်ရှင်းမလဲဆို exposure short လိုက်တာမျိုးတို့ anti filter သုံးတာမျိုးတို့ဒါမှမဟုတ် editing မှာ recovery ဒီတေးပြန်ယူတာမျိုးတို့လုပ်ပဲပေါ့နော်တုံးတွေအကြောင်းကိုနားလည်ထားလို့ရှိရင်ဒီရိုက်ကူးနေတဲ့အချိန်မှာပေါ့နော်ဘယ်ဒီတေးကိုကျွန်တော်တို့ recovery လုပ်မှလဲဘယ်ဒီတေးကိုဒါကတော့မလိုတော့ဘူးလွတ်ချမှလဲဆိုတာကိုဆုံးဖြတ်နိုင်လာမယ်ပေါ့နော်ဒါပေမဲ့ဒါတွေကိုအတိအကျစစ်ဆေးဖို့ဆိုရင် tools တစ်ခုလိုအပ်ပါတယ်အဲ့ဒါကတော့ histogram ပါ histogram ကိုတော့နောက်လာမယ့်အပိုင်းမှာထပ်ပြီးတော့အသေးစိတ်ဆွေးနွေးပေးသွားမှာပဲဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်